အားလုံးပဲမင်္ဂလာပါသင်္ကန်းသာ16ဖြစ်ပါတယ်ဒီသင်္ကန်းသားထဲမှာကတော့အမစ်စာအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အမစ်စာဆိုတာဘတ်တူပီတွေကတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်တို့က am ကို I အတွက်သုံးမယ် is ကို subject နေတာအတွက်သုံးမယ် he တို့ she တို့မောင်မောင်လှလှမြတ်မြတ်ပေါ့နော် are တော့ you they နောက်ပြီးတော့ subject များတဲ့အတွက်သုံးမယ်ပေါ့ကျွန်တော်တို့အကြမ်းဖျင်းသိထားနိုင်တယ်အမစ်စာရဲ့နောက်မှာရှိနေနေတာက noun adjective adverb verb 3 by energyထားပါတော့ငါကျောင်းသားတယောက်ဖြစ်ပါတယ်ဆိုရင် I am a student ပေါ့နော် student က noun မှာငါပျော်ရွှင်နေဆိုရင်ပျော်ရွှင်တော့က adjective ပေါ့နော်အဲ့တော့ I am happy ဆိုရင်ငါပျော်ရွှင်နေဒါ adjective ပါငါဒီမှာဆိုရင် I am here ပေါ့နော်နောက်တစ်ခုက arrest arrest ပါအဖမ်းခံရတယ်ငါအဖမ်းခံရတယ်ဆိုရင် I am arrested အဲ့တော့ passive voice ပေါ့နော်ငါအဖမ်းခံရတယ်နောက်တစ်ခုက I am speaking English ငါအင်္ဂလိပ်စကားပြောနေတယ်ဆိုရင်ဒီက by energy ပေါ့နော်အဲ့တော့ကျွန်တော်တို့အကြမ်းမြင့်သိထားနိုင်တယ်အမစ်စာရဲ့နောက်မှာရှိနေတာက noun adjective adverb verb 3 by energy ပါအဲ့တော့ဥမာ sentence လေးကြည့်လိုက်ကြအောင်ဒီမှာတော့ am ကြောင်းပြောတာပါ am က I အတွက်ပဲ I နဲ့ပဲပေါ့နော်တွဲပါတယ် I am a knowledge seeker knowledge seeker ဆိုတော့ noun ပေါ့နော် I am a knowledge seeker ဆိုတော့ငါဘုဒ္ဓတာရှာဖွေတဲ့သူပေါ့ဘုဒ္ဓတာရှာမိတဲ့သူပေါ့ I am not a knowledge seeker seeker ဆိုတာရှာဖွေတဲ့သူပါ seek ကနေလာတာပါငါဘုဒ္ဓတာရှာဖွေတဲ့သူမဟုတ်ပါဘူးတဲ့နောက်တစ်ခုဒီမှာ I am a writer writer ဆိုတာပါမောက္ခချုပ်ပြောတာပါ I am not a သူ့အငင်းလုံးချင်ရင် not လေးထည့်လိုက်ရုံပါပဲ I am not a writer ပေါ့နော်ငါပါမောက္ခချုပ်မဟုတ်ပါဘူးမင်းကပါမောက္ခချုပ်လားဆိုရင်တော့ are you a writer ပေါ့နော် I am a boss ငါတတိတယောက်ပါတဲ့အဲ့တော့မင်းကတတိတယောက်လားဆိုရင် are you a boss ပေါ့နော် I am not a boss ငါတတိတယောက်မဟုတ်ပါဘူး I am a hero ငါသူရဲကောင်းတယောက်ပါ I am not a hero ငါသူရဲကောင်းတယောက်မဟုတ်ပါဘူး I am a poet ဆိုတာကဗျာဆရာပါ I am not a poet ငါကဗျာဆရာမဟုတ်ပါဘူးအောက်မှာတော့ Q&A ပေါ့နော် question and answer am I teacher ငါဆရာတယောက်လားတဲ့ Are you teacher ဆိုမင်းကဆရာတယောက်လားပေါ့နော် Yes I am ဟုတ်ပါတယ်ငါဆရာတယောက်ပါ Yes I am a teacher ပေါ့နော်သူကအတူကောရေးထားတယ် No I am not ငါဆရာတယောက်မဟုတ်ပါဘူးတဲ့ Am I employee ငါ employee ဆိုတာကအလုပ်သမားကိုပြောတာပါ employer ဆိုရင်တော့အလုပ်ရှင်ပေါ့နော် Am I employee ဆိုတာငါအလုပ်သမားတယောက်လားဒါမှမဟုတ် Are you an employee ပေါ့ Yes I am No I am not ဟုတ်ပါတယ် No I am not ဆိုတာကမဟုတ်ပါဘူးပေါ့နော် Am I artist ငါပကြီးပပူအနုပညာရှင်လား Yes I am No I am not အောက်တစ်ခုကတော့ he is his step ပေါ့နော်သူက is အကြောင်းပြောတာပါ subject black is black ပေါ့နော်သူနောက်ကတော့ noun ရှိမယ်ဒါမှမဟုတ် adjective adverb verb 3 by energy ပေါ့ something ပေါ့ဟုတ်ပြီအဲ့တော့ he is his step ဆိုတော့ဝန်တန်းမှာ तू ကဝန်တန်းလား तू ကဝန်တန်းလားဆိုရင် is he a step ပေါ့ဒီမှာတော့ he is his step ဆိုတော့ तू ကဝန်တန်းတယောက်ဖြစ်ပါတယ် he is not a step तू ကဝန်တန်းတယောက်မဟုတ်ပါဘူး he is a sailor ဆိုတော့ तू ကတင်မောသားတယောက်ဖြစ်ပါတယ် he is not a sailor မင်းကတင်မောသားတယောက်လားဆိုရင် are you a sailor ပေါ့ he is a predator ဆိုတာကနမိတ်ဖတ်တဲ့သူဒါမှမဟုတ်လက္ခဏာကြည့်ပေးတဲ့သူပေါ့နော်ဘေးဒင်ဆရာပုံစံမျိုးပါပဲ he is not a predator နောက်တစ်ခုက he is a patriot ပေါ့နော်သူကမျိုးချစ်ပုဂ္ဂိုလ်ပြောတာပါနောက်တစ်ခုက he is not a patriot ဆိုတော့သူကမျိုးချစ်ပုဂ္ဂိုလ်တယောက်မဟုတ်ပါဘူးပေါ့နော် he is a bookworm ဆိုတာကစာကြည့်ဖို့ပြောတာပါ she is not a bookworm ဆိုတော့သူမစာကြည့်ဖို့တယောက်မဟုတ်ပါဘူးပေါ့နော် are you a bookworm ဆိုတာကမင်းကစာကြည့်ဖို့တယောက်လားအဲ့လိုမျိုးလို့ရပါတယ်အဲ့ဒါကိုသူက is ကိုသူကရှေ့ကိုထုတ်ထားပြီးတော့ Q&A အောက်မှာပေးထားပါတယ် is he a tea maker ဆိုတော့တစ်ဖက်ကြီးပြောတဲ့သူလား Yes he is No he is not ပေါ့နော်ဟုတ်ပါတယ်ဒါနောက်တစ်ခုကမဟုတ်ပါဘူးပေါ့နော် Is he a secretary မင်းကအတွင်းရေးမှူးလားဒါမှ Are you a secretary ပေါ့နော် Yes he is သူကဟုတ်ပါတယ် No he is not Is she a publisher ဆိုတာထုတ်လုပ်တဲ့သူပြောတာပါ Are you a publisher မင်းကထုတ်ဝေတဲ့သူလား Yes she is သူမဟုတ်ပါတယ် No she is not Is she a journalist သူမက journalist တယောက်လားပေါ့နော် Yes she is No she is not အောက်မှာတော့အကြောင်းမှာ you are a manager မင်းက manager တယောက်ဖြစ်တယ် you are not a manager မင်းက manager တယောက်မဟုတ်ဘူးပေါ့နော် you are a merchant မင်းကကုန်သည်တယောက်ဖြစ်တယ်အငင်းဆိုတော့ you are not a merchant ပေါ့နော် you are a lawyer ဆိုတာကရှင်းနေကိုပြောတာပါ you are not a lawyer ပေါ့နော် I am a lawyer ငါရှင်းနေတယောက်ဖြစ်တယ်ဆို I am a lawyer ပေါ့
You are an abort. Abort ဆိုတာကကြောင်းနိုင်ဘုန်းကြီးကိုပြောတာပါ You are advisor. Advisor ဆိုတာကအကြံပေးပုဂ္ဂိုလ်ပေါ့နော်ဟုတ်ပြီအဲ့တော့ R ကိုရှေ့ထုတ်ပြီးတော့ဒီမှာ UN နေပေးထားတယ် Are you an officer တဲ့ R ကိုရှေ့ထုတ်လိုက်တယ် You an officer ပေါ့နော် Are you an officer အဲ့တော့မင်းကအရာရှိလား Yes I am No I'm not ဟုတ်ပါတယ်မဟုတ်ပါဘူးပေါ့နော် Are you a vocalist vocalist ဆိုတာကအဆိုတော်ကိုပြောတာပါ Yes I am No I'm not Are you a tourist guide tourist guide ဆိုတာက tour guide ကိုပြောတာပါ Yes I am No I'm not tour guide ဆိုတာကဒီခီးတဲ့တွေကိုလမ်းပြတဲ့ပုဂ္ဂိုလ်ပေါ့နော် Are you an announcer announcer ဆိုတာသတင်းကြေညာတဲ့သူ Yes I am No I'm not Are you an employee မင်းကအလုပ်သမားလား Yes I am No I'm not Are you an employer မင်းကအလုပ်ရှင်လား Yes I am ဟုတ်ပါတယ် No I'm not Aren't you a robber robber ဆိုတာကဓမြတက်တဲ့သူလူရက်တဲ့သူပြောတာပါဒီမှာတော့အငင်းထည့်လိုက်တာပေါ့နော် Are not you a robber ပေါ့မင်းကလူရက်တဲ့သူမဟုတ်ဘူးမလားတဲ့လူရက်တဲ့သူလားဆိုရင်တော့ Are you a robber ပေါ့အဲ့ဒါကို aren't ဖြစ်သွားတယ်ဒါလေးကို are not ရဲ့အတူကပါ aren't လို့တန်ထွက်ပါတယ် No I'm not မဟုတ်ပါဘူး Yes I'm ဟုတ်ပါတယ်ပေါ့နော် Aren't you a cartoonist cartoonist ဆိုတာက cartoon ရေးဆွဲတဲ့သူပြောတာပါ Yes I am No I'm not Aren't you an opportunist ဆိုတာကအခွင့်အရေးယူတဲ့သူတယောက်မဟုတ်ဘူးမလားတဲ့ Yes I am ဟုတ်ပါတယ် No I'm not မဟုတ်ပါဘူးမင်းကအခွင့်အရေးယူတဲ့သူလူလားဆိုတော့ You are you an opportunist ပေါ့နော်ဒါမှမဟုတ်မင်းကအခွင့်အရေးယူတဲ့သူပဲဆိုရင် You are an opportunist မင်းကအခွင့်အရေးယူတဲ့သူပဲပေါ့နော်သူမအခွင့်အရေးယူတဲ့သူတယောက်ဆိုရင် She is an opportunist ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီထားမှာကဒီ MSR ရဲ့နောက်မှာလိုက်နေတာက noun adjective adverb verb 3 verb ing ပါအဲ့တော့ကျွန်တော်တို့က subject black MSR black noun ဒါမှမဟုတ် adjective ထည့်ပြီးကျွန်တော်တို့က sentence တွေတည်ထားလို့ရပါပြီသူ့ကိုမေးခွန်းလုပ်ချင်နေဆိုရင် MSR ကိုရှေ့ထုတ်လိုက်ပါရှေ့ထုတ်လိုက်ရင်ကျွန်တော်တို့မေးခွန်းနေမေးလို့ရပါပြီအဲ့တော့ကျွန်တော်တစ်ခေါက်ဖတ်ကြည့်ပါမယ် I'm a knowledge seeker I'm not a knowledge seeker I'm a writer I'm not a writer I'm a boss I'm not a boss I'm a hero I'm not a hero I'm a poet I'm not a poet Am I a teacher Yes I am No I'm not Am I an employee Yes I am No I'm not Am I an artist Yes I am No I'm not He is a staff He is not a staff He is a sailor He is not a sailor He is a predator He is not a predator He is a patriot He is not a patriot She is a bookworm She is not a bookworm Is she a tea maker Yes he is No he is not Is he a secretary Yes he is No he is not Is she a publisher Yes she is No she is not Is she a journalist Yes she is No she is not You are a manager You are not a manager You are a merchant You are a lawyer You are an airport You are an advisor Are you an officer Yes I am No I'm not Are you a vocalist Yes I am No I'm not Are you a tour guide Yes I am No I'm not Are you an announcer Yes I am No I'm not Are you an employer Yes I am No I'm not Aren't you a robber No I'm not Yes I am Aren't you a cartoonist Yes I am No I'm not Aren't you an opportunist Yes I am No I'm not Thank you